ဒီနေ့မှာတော့မြန်မာငွေ3,000ကျော်နဲ့စတင်ဝယ်လို့ရမယ်။ Bearing PDF ရထားစင်ရှင်နားမှာရှိတယ်။ကိုလိုလုံးနဲ့မိတ်ဆက်ပေးရှင်ပါတယ်။ဒီကိုလိုရဲ့နာမည်ကတော့ Superlight City Resort ကိုလိုပဲဖြစ်ပါတယ်။ဒီကိုလိုလေးရဆိုရင် Resort Style ကိုမှအေးချမ်းချမ်းကြကြဝန်းရှိတဲ့အတွက်အထူးသဖြင့်ကလေးရှိတဲ့မိသားစုဝင်အတွက်အထူးတင်ရော်တဲ့ကိုလိုမျိုးစားပဲဖြစ်ပါတယ်။နီးနားမှာဆိုရင်လည်း International School တွေအများကြီးရှိတဲ့အထက်ကိုမှ State and Do International School နဲ့ TSI International School ဆိုရင်ကိုလိုရဲ့အနည်းဆုံးနေရာမှာပဲရှိမှာဖြစ်ပါတယ်။ Hospital အနေနဲ့ကတော့ Sunron Medical Hospital ရှိမယ်။ Shopping Mall အနေနဲ့ကတော့မကြာခင်မှာပြီးတော့မယ်ဘန်ကောက်မော်ကြီးရှိမှာဖြစ်ပါတယ်။အခုမြင်တွေ့နေရတော့အရန်ကုန်မှာလှပတဲ့ရေဦးကန်ပဲဖြစ်ပါတယ်။ဂျင်ခန်းအားဆိုရင် equipment တွေစုံတဲ့အတွက် wall out လောက်ရတာတော်တော်လေးကိုအဆင်ပြေတယ်။ဂါးနဲ့ဟာဆိုရင်အခုမြင်တွေ့နေရအတိုင်းပဲလေတဖြူတိုက်ပြီးတော့မှ relax ဖြစ်ပါတယ်။ကလေးကစားကွင်းရန် co-working space ရပါမယ်။လောင်ဂျီရိုးနဲ့ထားပေးထားပါတယ်။ဒီကိုနိုမာကကားပါကင်နဲ့အများကြီးရှိတဲ့အပြင်ကိုမှ EV charging တွေလည်းပြင်ဆင်ပေးထားပါတယ်။တကယ်လို့ကိုကကားမရှိဘူးဆိုရင်တော့မှ Bearing PDF ရထား station ကို shutter bus နဲ့ free ပို့ဆောင်ပေးရတဲ့အတွက်အရန်ကုန်မှာအဆင်ပြေပါတယ်။35 square meter 1 bedroom ခန်းဖြစ်ပါတယ်။အခန်းထဲကိုဝင်လိုက်တာနဲ့ living area ရှိမယ်။ဒီနားမှာက dining table ရှိမယ်။ဆက်သွားလိုက်မယ်ဆိုရင် bedroom ခန်းရှိမယ်။ living room နဲ့ bedroom ခန်းကိုမှန် slide တော့လှုပ်ထားပြီးပါတယ်။ဘေးမှာက balcony နဲ့တွဲရပါတဲ့ kitchen ရဲ့ရေရှုခန်းအိမ်သာပါမယ်။သူလည်း space လှုပ်ထားပြီးပါတယ်။နောက်ထပ်ပြပေးမယ့်အခန်းကတော့44 square meter 1 bed plus အခန်းဖြစ်ပါတယ်။အခန်းထဲကိုဝင်လိုက်တာနဲ့ living area အကျယ်ရှိမယ်။ဆက်သွားလိုက်မယ်ဆိုရင်ဘယ်ဘက်မှာက1 bed plus အခန်းဖြစ်တဲ့အတွက်အပိုတစ်ခန်းပါမယ်။ရှေ့မှာက balcony ထားပေးထားပါတယ်။ညဘက်ချမ်းမှာဆိုရင် bedroom ခန်းရှိမယ်။ဒီနားမှာက kitchen ရှိမယ်။ဟိုဘက်မှာကရေရှုခန်းအိမ်သာရှိပါမယ်။ကျွန်တော်နောက်ဆုံးပြပေးမယ့်အခန်းကတော့69 square meter 2 bedroom ခန်းဖြစ်ပါတယ်။အခန်းထဲကိုဝင်ချင်းညာဘက်ချမ်းမှာကရေရှုခန်းအိမ်သာရှိမယ်။ဒီခန်းက store ခန်းတစ်ခန်းပေါ့နော်။ပြီးတော့ spray kitchen ပါမယ်။ရှေ့မှာက balcony ရှိမယ်။ဘယ်ဘက်ချမ်းမှာကအိတ်ခန်းတစ်ခန်းရှိမယ်။ဒီခန်းက master bedroom ခန်းရေရှုခန်းအိမ်သာပါမယ်။နောက်တစ်ခန်းက ရိုးအိတ်ခန်းဖြစ်ပါတယ်။ဒီ project လေးကိုစိတ်ဝင်စားတဲ့လူကိုယ်တိုင်လာကြည့်ရှင်ဆိုတော့ကျွန်တော်တို့ကိုဆက်သွယ်လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။